မင်္ဂလာပါ Special Entertainment မှာကြိုဆိုပါရစေ။ဒီတစ်ခါမှာတော့မြန်မာနိုင်ငံရဲ့မြန်မာယဉ်ကျေးမှုနဲ့တဝမ်းကျောင်းရဲ့အထူးသဖြင့်ဖြစ်လို့ကမ္ဘာအမွေအနှစ်စာရင်းဝင်အဖြစ်သတ်မှတ်ခံထားရတဲ့အဖို့မဖြတ်နိုင်တဲ့ရှေးဟောင်းနယ်မြေတစ်ခုဖြစ်တဲ့ပုဂံမြို့ရဲ့အကြောင်းကိုဝေမျှချင်ပါတယ်။အရင်အဆုံးကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျ။ပုဂံမြို့ဟာပုဂံအင်ပါယာကို9ရာစုဦးကျင်မှာစတင်တည်ဆောက်ခဲ့ပေမဲ့အနော်ထာမင်းကြီးလက်ထက်1044မှ1099ခုနှစ်မှာတော့ပထမမြန်မာနိုင်ငံတော်ကြီးအဖြစ်အထုထိပ်ကိုရရှိခဲ့ပါတယ်။ပုဂံမြို့ဟာသာသနာရေးထေရဝါဒဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရာဘုံကျဲဖြစ်ခဲ့ပါတယ်။17ရာစုကနေ13ရာစုတွင်းမှာစေတီပုထိုးပေါင်း1000ကျော်တည်ထားခဲ့တယ်လို့အဆိုရှိခဲ့ပြီးလက်ရှိချိန်ထိကတော့စေတီပုထိုးနဲ့အဆောက်အအုံပေါင်း3000ကျော်ကြာရှိနေဆဲဖြစ်ပါတယ်။ပုဂံမြို့ဟာဆိုရင်ထင်ရှားတဲ့စေတီပုထိုးများစွာရှိပါတယ်။အနုပညာမှာအာနန္ဒာအမြင့်မှာတမညုအထုမှာဓမ္မယန်ကြီးဆိုတဲ့ဆိုရိုးစကားတောင်ရှိခဲ့ပါတယ်။ပုဂံမြို့မှာထင်ရှားတဲ့တကိုးကြီးစေတီဘုရားပေါင်းများစွာရှိပါတယ်။မြန်မာစေတီပုထိုးများရဲ့စံပြပုံစံအဖြစ်အနော်ထာမင်းတည်ထားခဲ့တဲ့ရွှေစည်းခုံဘုရားရဲ့ဂရိပွန်ဆာနေရန်ထဲရဲ့ပကြီးနဲ့အနုပညာလက်ရာမြောက်တဲ့အနန္ဒာဘုရားရဲ့ပုဂံမြို့မှာအပြီးဆုံးဘုရားဖြစ်တဲ့တမညုဘုရားရဲ့အောက်စီလက်ရာအကောင်းဆုံးတဲ့အကြီးဆုံးဂူဘုရားဖြစ်ပေမဲ့အမိုးမရှိတတ်တဲ့ဓမ္မယန်ကြီးဘုရားရဲ့နေရန်ကပန်းတော်လက်ရာများဖြင့်အလွန်လှပတဲ့ထီလိုမင်းလိုဘုရားလည်းရှိပါတယ်။ယဉ်ကျေးမှုနဲ့အနုပညာအပိုင်းဆိုရင်လည်းပုဂံမြို့ဟာဗိသုကာပညာသင်မကပဲအခြားသောမြန်မာရိုးရာအတတ်ပညာတွေအတွက်လည်းအချက်ချာကြပါတယ်။ပန်းစိန်ရောထဲမှာဆိုရင်လည်းပန်းတော့ပပုတ်ပကြီးစတဲ့အနုပညာတွေစောင့်နေစွာရှိပါတယ်။ပုဂံမြို့ရဲ့အမှတ်အသားတစ်ခုဖြစ်တဲ့ယွန်းထည်လုပ်ငန်းဟာယနေ့တိုင်အောင်ကမ္ဘာလှည့်ခရီးသွားတွေကိုဆွဲဆောင်နေဆဲဖြစ်ပါတယ်။ပုဂံမြို့ထဲမှာရှိတဲ့စေတီတော်များအသင်းကရှေးဟောင်းနေရန်ဆေးရည်ပကြီးတွေဟာထိုခေတ်ကလူနေမှုစနစ်ကိုလေ့လာဖို့အကောင်းဆုံးအထောက်အထားတွေပဲဖြစ်ပါတယ်။ပုဂံမြို့ဟာမြန်မာနိုင်ငံရဲ့အဓိကခရီးသွားဆွဲဆောင်မှုကောင်းဆုံးနယ်မြေဖြစ်ပါတယ်။နေအာရုံတက်ချိန်မှာမိဘုံရန်စီးပြီးပုဂံရှုခင်းကိုကြည့်ရှုတာဟာကမ္ဘာလှည့်ခရီးသွားသူရဲ့အတွေ့အကြုံတစ်ခုပဲဖြစ်ပါတယ်။ဧရာဝတီမြစ်ကမ်းဘေးနဲ့သတ်မှတ်ထားတဲ့နေရာတွေကနေနေဝင်စီးစာကြည့်ရှုတာဟာခရီးသွားတွေရဲ့အနှစ်သက်ဆုံးလှုပ်ဆောင်ချက်ဖြစ်ပါတယ်။ပုဂံမြို့ဟာ2019ခုနှစ်မှာဆိုရင် UNESCO ကကမ္ဘာအမွေအနှစ်စာရင်းဝင်အဖြစ်အသိအမှတ်ပြုခြင်းကိုခံခဲ့ရပါတယ်။မြန်မာယဉ်ကျေးမှုအနုပညာတို့ရဲ့ကိန်းမှုရာပုဂံမြို့ဟာဆိုရင်ရှေးဟောင်းအဆောက်အဦပေါင်း3000ကျော်ရှိတဲ့အနက်အထင်ကရနဲ့တကိုးကြီးလှတဲ့ဘုရားများအကြောင်းကိုလည်းပြောပြချင်ပါတယ်။ရွှေစည်းကုံစေတီတော်ဟာဆိုရင်ပုဂံခေတ်လက်ရာဖြစ်ပြီးအနော်ထာမင်းကြီးကစတင်တည်ထားပြီးကျဆင်းသားမင်းကြီးကအပြီးသတ်ခဲ့ပါတယ်။စေတီရဲ့ထူးခြားချက်မှာတော့မြန်မာစေတီဖြိုးများရဲ့စံပြပုံစံအဖြစ်သတ်မှတ်ထားကြပါတယ်။ဗုဒ္ဓဘုရားနဲ့ဆွေတော်နဲ့နဖူးတိတိတော်တို့ကိတ်မှုတော်မူတယ်လို့လည်းယုံကြည်ကြပါတယ်။ရွှေစည်းကုံစေတီမှာတော့တခြားဘုရားတွေနဲ့မတူပဲထူးခြားတဲ့အဖွယ်9ပါးရှိတာကြောင့်ကျော်ကြားပါတယ်။အာနန္ဒာဘုရားမှာဆိုရင်ကျဆင်းသားမင်းကြီးတည်ထားခဲ့တဲ့ပုဂံဒေသမှာအလှဆုံးတဲ့ဉာဏ်ပညာမှာအာနန္ဒာလို့တင်စားရလောက်အောင်လက်ရာမြောက်လှပါတယ်။အာနန္ဒာဘုရားရဲ့ထူးခြားချက်မှာတော့ဂူဘုရားတွင်းမှာအရပ်4မျက်နှာကိုမျက်နှာမူထားတဲ့ဉာဏ်တော်9.5 မီတာရှိတဲ့ရပ်တော်မူဗုဒ္ဓရုပ်ဘွားတော်ကြီး4ဆူရှိပါတယ်။အလင်းမှန်အသုံးပြုပုံနဲ့လေဝင်လေထွက်ကောင်းအောင်တည်ဆောက်ထားမှုကယနေ့ခေတ်ထိဗိသုကာပညာရှင်တွေကိုအားသိပါတယ်။ထီလိုမင်းလိုဘုရားဟာနတောင်မြမင်းခေါ်ထီလိုမင်းလိုမင်းတည်ထားခဲ့တာဖြစ်တဲ့အနုဆွဲလှပတဲ့အင်္ဂတေပန်းတော်လက်ရာတွေကြောင့်လူသိများပါတယ်။ထူးခြားချက်မှာတော့ဘုရားရွေးချယ်တင်မြှောက်စဉ်ကထီပြူဆောင်ရာဘက်ကိုလိုက်ပြီးမင်းဖြစ်ရွေးချယ်ခံရတာကိုအဆိုပြုကထီလိုမင်းလိုလို့ခေါ်ဆိုခဲ့ပါတယ်။ထီလိုမင်းလိုဘုရားမှာ2009မျိုးစားဖြစ်ပြီးအောက်စီလက်ရာအလွန်ကောင်းမွန်ပါတယ်။တမညုဘုရားဟာအလောင်းစီသူမင်းကြီးတည်ထားခဲ့ပြီးပုဂံမှာအမြင့်မှာတမညုလို့တင်စားခေါ်ရလောက်အောင်အမိဆုံးဘုရားဖြစ်ပါတယ်။ဘုရားမှာဉာဏ်တော်200ပေခန့်ရှိပြီးဘုရားစင်ကြယ်လမ်းများမှာပုဂံမြို့တစ်ခွင်လုံးကိုအပေါ်စီးကနေမြင်တွေ့နိုင်ပါတယ်။ယခုလက်ရှိမှာတော့
ထိန်းသိမ်းရေးအရအပေါ်ထပ်တွေကိုတက်ရောက်ခွင့်ကန့်သတ်ထားလေ့ရှိပါတယ်။တမန်ယန်ကြီးဘုရားဟာနာသူမင်းတည်ထားခဲ့ပြီးပုဂံမှာသူ့မှာတမန်ယန်ကြီးလိုတတ်မှတ်ကြတဲ့အကြီးဆုံးနဲ့ဒုတဲ့အရှိဆုံးဘုရားရှိပါတယ်။ဘုရားရဲ့ထူးခြားချက်ကတော့အုတ်တစ်ချမ်းနဲ့တစ်ချမ်းအဆိုင်လို့မရအောင်စိတ်ဆက်သေးချစွာတည်ဆောက်ထားတဲ့အုတ်စီလက်ရာဟာအလွန်ထူးခြားပါတယ်။တမန်ယန်ကြီးဘုရားရဲ့အတွင်းလမ်းချို့တွေကိုအုတ်တွေနဲ့ပိတ်ဆို့ထားတဲ့ရှေ့ဝဲချက်တွေကြောင့်လူအများစိတ်ဝင်စားလာရောက်လေ့ရှိကြပါတယ်။ငန်ဒေတာဟာမြန်မာနိုင်ငံရဲ့အဓိကယဉ်ကျေးမှုမွေးနေ့ဖြစ်တာနဲ့အညီလက်ရှိမှာရှေးဟောင်းအဆောက်အဦများထိန်းသိမ်းရေးနဲ့ခရီးသွားလုပ်ငန်းတို့ကိုအဓိကထားလှုပ်ဆောင်နေတာတွေ့ရပါတယ်။ပုဂံမြို့ဟာပြီးခဲ့တဲ့မိုးရာသီအတွင်းမိုးသီးထန်စွာရွာသွန်းမှုကြောင့်အချို့သောရှေးဟောင်းဘုရားပုထိုးတွေမှာရေမှုတာနဲ့ထိခိုက်မှုအနည်းငယ်ရှိခဲ့ပေမယ့်သက်ဆိုင်ရာဌာနတွေရဲ့ရေနှုတ်မြောင်းစနစ်များပြုပြင်ခြင်းနဲ့အရေးပေါ်ထိန်းသိမ်းခြင်းတွေကိုဆောင်ရွက်ထားပါတယ်။လက်ရှိမှာတော့ရာသီဥတုသာသာယာယာရှိပြီးဘုရားဖူးသွားလို့အဆင်ပြေတဲ့နေရာလည်းဖြစ်ပါတယ်။ပုဂံမြို့မှာမကြာခင်ကကျင်းပပြီးစီးခဲ့တဲ့အာနန္ဒာဘုရားပွဲလိုမျိုးပွဲတော်ရက်တွေမှာအလွန်စည်ကားခဲ့ပါတယ်။ဟိုတယ်တွေစားသောက်ဆိုင်တွေနဲ့မြင်းလှည့်ဤပိုင်နှမ်းရမ်းခြင်းလုပ်ငန်းတွေပုံမှန်အတိုင်းပဲလည်ပတ်နေပါတယ်။ပုဂံဒေသရဲ့လမ်းပန်းဆက်သွယ်ရေးဟာလက်ရှိမှာပုံမှန်အတိုင်းရှိတဲ့အတွက်ရန်ကုန်မန္တလေးနဲ့အခြားမြို့ကြီးတွေကနေကားလမ်းလေကြောင်းလိုင်းတွေနဲ့သွားလာနိုင်ပါတယ်။ကြည့်ရှုသူလူချင်းမင်းတို့ချင်းစီကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျာ။နောက်ဗီဒီယိုမှာပြန်လည်ဆောင်တွေ့ကြပါမယ်ခင်ဗျာ။